တောင်းလိုက်ပါဒါကြီးတောင်းဝေသွားဆိုစစ်တာ တုံးလေးကြီးရယ်နော် ဒါလေးကညညို့လေးတော့ပြင်ဆင်နေတာပါဗျရှယ်ပဲဗျတရုံးနယ်နယ်လေးတွေမှုရင်းနေတာပဲတရုံးနယ်နယ်ရောဂျင်းရောအပွေးအတွက်ကောစစ်တုံမိတ်ကောရှယ်ပဲဗျတကယ်ကိုစားကောင်းမိညညို့ရတာလေးပါဗျ ချိုအောင်တို့ဝတ်သားယူလီထည့်ပြီးထားတယ် သူကဟိုပါဘောဝသားတို့ထိုးကလေအစုံလဲစုံတယ်သူဈေးနှုန်းနဲ့ဒီခေတ်ဈေးနှုန်းနဲ့လိုက်ပြီးတော့ကြီးလဲကြီးရယ်ပေါ့နော်ကြာစံတို့ဘာလို့လဲအရသာကောင်းတယ်ခဏခဏအောင်စားဖြစ်တယ်အဲ့လိုအဆက်ဟက်တဲ့လို့ခံစားရတယ်ပြပြနှစ်နှစ်နဲ့ဆိုတော့လေစားလို့ကောင်းပါတယ်ဟုတ်ကဲရှင်ဟုတ်တန်ရှင်းမှုကရှိပါတယ်ဟုတ် ဒီဒါမှဒီဆိုင်အကောင်းဆုံးနဲ့အတန့်ဆုံးเนี่ยมันดิ သူ20လောက်တော့ရှိတယ်25လောက်တော့ရှိတယ် အဲဒီဈေးတွေမှာ ဘောတော့တစ်ခါတည်းရတာတက်လို့ရ ဥပိတ်ရရယ်အချင်းတိုင်ရရယ်ရှာရရယ်နှုတ်အောင်သားရရယ်ဥမာကြီးရရယ်ပြီးရင်အစုပ်သွေးကော်လံဘတ်တာပြီးရင်အခောက်ရမယ်ပြီးလို့ရှိရင်အသေးရမယ်ရှင်တချောင်း900ရှိရယ်900ရှိရယ်နှုတ်အောင်တချောင်း1000ပါ အားကောင်းတော့စားလို့ကောင်းတော့ရတာရှိတယ်ဒီဒါမှဒီဆိုင်အကောင်းဆုံးနဲ့အတန့်ဆုံးဒါတွေဟိုဆက်လမ်းပေါ့ဘယ်လိုခေါ်ပဲ นี่ด่าလဲ ဆက်လမ်းဒီမို့ဒီသမီးဆိုင်ဆက်လိုက်ကဝတ်တာတို့ အဲ့ဒါတို့က အစင်းမြင့်စားကောင်းတော့အတန့်စင်းမှုရှိတယ်လေဟုတ်ကဲ့ရရလေးနဲ့စားကောင်းရတာရှိတယ်ချင်းလည်းရတာရှိတယ်ဒါဘာပြောကြမလဲ အသေးရဲ့အသွေးရဲ့အခောက်ကဲကြောက်ကဲကဲနှလုံးရဲ့ကတစ်ချောင်းကုန်900ကျပ်ပါဗျ ရှာပါရှာတချောင်း900ရှင်ရှာလို့ရှိရင်နူးနူးအီအီလေးပေါ့နော်ပြီးလို့ရှိရင်စားရတဲ့အခါမှာလည်းအရင်ကြီးဝါးစရာမလို ဝက်ရှာကြိုက်တယ် အဲ့ဘာ အခောက်ကြိုက်တယ် โอเค အဲ့ဘဲဥဘာလို့လဲကြိုက်တယ်ဟုတ်ဦးလဲကြိုက်တယ်ဟုတ် တဲ့ကြောင်းနော် ဟုတ် ညဆက်ကောင်းရှိတယ် ရှောင်းရတော့ဘယ်လိုလဲဝကောင်းတုတ်ကအယောင်းရတော့မကြာစမ်းခောက်စဲတုတ်ထိုးလည်းတစ်ခါရရင်ကုန်တယ်အကုန်တာပေါ့ ဘုန်းနဲ့ထည့်ပေးရမှာ သုံးမလို့ရ ဟုတ်ကဲ့ဘဲဥပါပြီးဘဲဥမှာပေါင်းထားတာတော့တစ်လုံး1500 အကြောင်းနဲ့တက်လို့တယ် ကြာစမ်းခောက်စဲကြော်ရရဲ့ကိုတပွဲကို2000မှာအသားနဲ့ရောတုံးမယ်ဆိုလို့ရှိရင်3500ရှင့် ဟောတော့ပွဲပါဆယ်ချင်းမထည့်ဘူးအချင်းတက်တက်လေးထည့်ပြီ စီစားတဲ့ဘိုင်း ဟာလဲဒါဆိုရှောက်ရွက်လေးနဲ့ခေါ်ပီလေးနဲ့ခွာသီးလေးနဲ့စက်သွန်စီချက်လေးနဲ့ဒါအရင်ပြည့်စုံတယ်လို့ပြောရပါမယ်အဲ့ဒါတပွဲကို ဘော2000ပါ တစ်ထောင်ပါတော့အရိယကြာတန်တော်လေးပေါ့တော်တော်ကလည်းပူးရှင်းများတယ်နော် ဝကောင်းတုတ်တို့ဥစုံတုတ်တို့လည်းရရင်ဥစုံကြော်တို့လည်းရရင်နော်ဥစုံကြော်တပွဲကို1000ဝကောင်းတုတ်က6000မှာဥစုံတုတ်က9000ရှင့် တက်တက်ရလေးချစ်စရာလေးနော်ဒီတိုင်းလေးအလှပါဒီနေပါ3နိုင်ခွဲဆိုရပြီရှင့်အဲ့ရက14ရက်နေ့ဆိုပိတ်တယ် ခင်းချိုကသူကတခြားဆိုင်နေလို့လေဟိုလိုဝက်ချုံလည်းမဟုတ်ပဲနဲ့လေတခြားဟိုပါဘယ်လိုပြောမလဲအချိုတက်လည်းများတယ်အချိုတက်များတယ်အတီးအဲ့လိုတီးရွက်ပုံစံမျိုးလေးလည်းပါတဲ့အတွက်တော့နည်းနည်းလေးတော့တောက်ကတော့အဆင်ပြေရဲ့ ကြမ်ဆိုင်လေးပါတယ်ပြီးလို့ရှိရင်တရုတ်နည်းပါမယ်ကြမ်ဆိုင်ရွက်ပါမယ်အောက်မှာဆိုလို့ရှိရင်ချိုအောင်တို့ဝတ်သားယူလီထည့်ပြီးထားတယ် ဒါလေးကစောနဲ့စားရမယ်အချင်းအတွက်ကိုစစ်သွန်ဖြူလေးနဲ့ယူတီထောင်းလာတာပါဗျဟောကြောက်စင်းတီကိုဘိုင်းမနာအောင်ဒီပြည့်ရင်ကြီးမဖြစ်အောင်ပြန်ပြုတ်ပြီးတော့မှတေချာထောင်းလာတာပါတယ်ဗျ ဝသားတို့ကအချင်းအသက်ပဲဆိုတော့လေသူ့အချင်းနဲ့ဒီဟာနဲ့တော်တော်လေးလိုက်တယ်တခြားဆိုင်ကအချင်းနဲ့ထားပြီးတော့ပို့ပြီးတော့အဲ့လိုအဆက်ဟက်တဲ့လို့ခံစားရတယ်ပြပြနှစ်နှစ်နဲ့ဆိုတော့လေစားလို့ကောင်းပါတယ်ဟုတ် အဲ့တော့ရလာတော့ပြောတာကောင်းပါဟုတ်တယ်တည်းရဲ့ဒီဒါကိုထားပါတယ်သူရတာကောင်းပါတယ်ဒီလိုပါ ဟုတ်လေ ဒီအချင်းလေးတွေကပြည့်နေနေတာပဲเนาะချင်းရဲ့ကြီးလေးနဲ့ပေါ့ပေါ့လေးနဲ့ချင်းချိုလေးစားရအောင်အရသာလေးကိုပေါ်ဆက်ထားတယ်လို့သိရပါတယ်ဗျ
လဲလဲစေးရ ရရ မြင့်မို့တို့ထိုးကရတာရှိတယ်နူးကြီးတယ်စားကောင်းတယ်ဦးရှင်းလေးတွေတုံးထားတာတွေရတယ်သူများတဲ့နည်းနည်းလေးပိုကြည့်တယ်အတွက်ကြောင့်စားကောင်းရတာရှိလို့ပြောရမှာပဲဗျ အချမ်းဖွင့်တယ်20ကျော်မှပဲ25စားအားနဲ့6ရက်ပဲ အားပေးကြပါနော် ဝိပါဆိုစင်တာ တုံးလေးကြီးရယ်နော်မြင့်မို့ပါ ဒီမို့သမင်းဆိုင်ဝတ်သားတုတ်တူပေါ့ ခုလိုဒီကမကလည်းအများကြီးရောင်းပါပြီ ဟုတ်ကဲ့ကျေးဇူးပါမြစ်တာလန်မြင့်မို့သမင်းဆိုင်10ရက်ခွက်စီ ဒေတာခင်းတာ ဟာညလာပေးပါကျေးဇူးတင်ပါတယ်လို့တုံးလေးကြီးရယ်နော်တောင်းတော့ရောက်လို့ရင်မြင့်မို့သမင်းဆိုင်နဲ့နီးရယ်ဝသားတို့မြင့်မို့ဝသားတို့ဆိုင်လာလို့ရှိရင်ပို့လဲကျွေးမယ်အားပေးကြပါနော်ကျေးဇူးပါရှင်